ဦးစာကီနဲ့ပါကိုတို့ဟာမာလင်မီကီရဲ့အီကိုဆိုင်နာကိုလိုက်လာကြပါပြီ။ပါကိုရဲ့အကြည့်တွေထဲမှာလည်းမာလင်မီကီကိုဖမ်းသွားတဲ့လူတွေကိုတစားစီဆွဲပြက်ပြစ်ချင်နေပုံရပါတယ်။ဦးစာကီကတော့အရန်ကိုစိတ်ထိခိုက်နေပြီးတော့ငိုနေပါတယ်။မာလင်မီကီကလွယ်လို့သူ့ဘော်ကိုကောင်းတဲ့လူသူ့ကိုယုံကြည်ပေးတဲ့လူတယောက်မှမရှိခဲ့ဘူးလို့ပြောနေတာပါ။ဒါကြောင့်မို့သူမသာမရှိတော့ဘူးဆိုရင်တော့ဘသူ့ကိုသွားပြီးတော့ယုံရမလဲမသိတော့ဘူးလို့ပါပြောနေခဲ့ပါတယ်။နားတော်သားဦးစာကီမင်းတောင်စိတ်ထဲရမ်းမထားပါနဲ့။ငါတို့ဆက်ဆံရေးကပတ်စံရဖို့အတွက်ပဲလေ။မင်းတို့တော့ဒီကိစ္စတွေကရန်ကိုခက်ခဲနေမယ်ဆိုရင်တော့ထွက်သွားလို့ရတယ်။ဆိုင်ထဲမှာရန်သူတွေလည်းရှိနေရဲ့အခုနေဆိုင်ထဲကိုသာဝင်သွားလိုက်မယ်ဆိုရင်တော့မင်းရဲ့အနာဂတ်တစ်ခုလုံးအတွက်ခက်ခဲသွားလိမ့်မယ်လို့ပါကိုကအကြံပေးပါတယ်။ဦးစာကီဟာကြောက်နေပေမဲ့လည်းနောက်ဆုံးမှာတော့မာလင်မီကီအတွက်ဆိုတဲ့စိတ်နဲ့ပဲဒီလူတွေကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့လည်းเจ้าကအချိုးရောင်းတဲ့ဆက်တဲ့ကနေရေခဲတွေကိုယူလာပါသေးတယ်။သူကမာလင်မီကီရဲ့အဖြတ်ခံလိုက်ရတဲ့လက်ချောင်းသုံးချောင်းကိုလည်းရေခဲတွေထည့်ထားတဲ့ခွက်ထဲမှာထည့်ပြီးတော့ပြန်ယူလာတာမို့လို့ချိန်မလွန်ခင်မှာပဲရအောင်ပြန်ဆက်ပေးရမယ်လို့ဆိုလာပါတယ်။အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်စလုံးကဆိုင်ရဲ့နောက်ဘက်ပေါက်ကနေပဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုင်ထဲမှာတော့မာလင်မီကီကိုလက်ချက်ပန်းနဲ့နေပိုတို့ကဖမ်းထားကြပါတယ်။ဆိုင်ရဲ့ပတ်လက်ကိုလည်းကဲခတ်နေရင်းနဲ့ပဲမာလင်မီကီရဲ့ဟန်ပြဖက်ရှင်ဆိုင်နဲ့တရားမဝင်စီးပွားရေးအကြောင်းကိုလည်းစတင်ပြောဆိုလာပါတယ်။ဆိုင်ထဲကတောက်ခတ်ထားတဲ့မာလင်မီကီရဲ့အလုပ်ကိုင်းကိုမြင်တော့အသိအနေထားနဲ့နေလိုက်ကြပြီးတော့နေပိုကတော့ရှေ့ကနေပဲတက်သွားပါတယ်။တကားလက်ကင်ကိုလည်းသူ့ရဲ့ stand ability နဲ့ဘူစီပေါင်းတစ်ခုလိုဖောက်ခွဲပစ်လိုက်ပါတယ်။တကားပွင့်သွားပြီဆိုတာနဲ့အထဲကိုဝင်သွားကြတော့မာလင်မီကီရဲ့ရုံးခန်းထဲမှာဘယ်သူမှရှိမနေပါဘူး။အဲ့ဒါနဲ့ပဲသူမကိုလက်ချက်ပန်းကအမှတ်တမ်းတင်ထားလိုက်ပြီးတော့သူမေးတာကိုဟုတ်တယ်မို့ဘူးကလွယ်လို့ကြံတာမဖြစ်နဲ့လို့ပြောလိုက်ပါတယ်။ပါကိုလက်ဘရန်ဒီမှာအပေါင်းဖော်တွေရှိတယ်။ငါတို့စေးရုံကကင်မရာတွေကိုစစ်ဆေးခဲ့တုန်းကပုံရိပ်ကြည့်ကြည့်လေးနဲ့မရခဲ့ပေမဲ့လည်းသူတို့ကလူ9ယောက်ပါတဲ့ဖွဲ့တစ်ဖွဲ့ပဲ။ပြီးတော့အဲ့ဒီဖွဲ့ကိုနောက်ဝက်ကနေဂျိုးကနေရလူကခမည်းပဲမလား။လက်ချက်ပန်းရဲ့မျက်မှန်ထဲမှာရှိနေတဲ့တန်ကောင်လေးတွေကတစ်ဖက်လူလိမ်ပြောမယ်ဆိုရင်တော့လှုပ်ရှားလာပြီးတော့အမှန်တိုင်းပြောလိုက်မယ်ဆိုရင်တော့ညင်သက်သွားကြပါတယ်။အဲ့ဒါကြောင့်မို့လို့မာလင်မီကီအနေနဲ့အမှန်တိုင်းမပြောဘဲနဲ့ပါးစပ်ပိတ်ထားမယ်ဆိုရင်တော့မှတစ်ဖက်လူကအမှန်တရားကိုသိနိုင်ပါတယ်။သူမေးတာကိုမဖြေလို့နေမိုးကမာလင်မီကီရဲ့လက်ကိုထိလိုက်ပြီးတော့နောက်တစ်ချိန်ပူပေါင်းတစ်ခုလိုမျိုးဖောက်ခွဲပစ်လိုက်ပါတယ်။မင်းပြောတော့ဒီဆိုင်ကမင်းရဲ့စကန်ဆိုငါတို့ဒီကိုရောက်တော့လဲဘသူမှမတွေ့ရပါလား။ပါကိုလက်ဘရန်ဒီကတော့ဘာမှလဲ။မာလင်မီကီကကြောက်လန့်ပြီးတော့ချွေးပြက်နေတယ်ဆိုပေမဲ့လည်းပါကိုဘာမှရှိလဲဆိုတာကိုတော့သူမတကယ်မသိပါဘူး။အဲ့ဒါကြောင့်မလို့ပဲတန်ကောင်လေးတွေကပြန်ပြီးတော့ညင်သက်သွားပါတယ်။အော်မင်းလင်နေရမဟုတ်ဘူးပဲ။ဒါပေမဲ့ပါကိုရှိတဲ့နေရာကိုလည်းမသိပဲနဲ့ဘာဖြစ်လို့ဒီကိုခေါ်လာတာလဲ။လက်ချက်ပန်းကစိတ်ပိုင်းဆိုင်ရာကိုနှိပ်စက်ပြီးတော့မာလင်မီကီစီကနေအဖြေတစ်ခုခုကိုရအောင်စူးစမ်းနေပါတယ်။အဲ့လိုနဲ့ပဲသူတို့တွေကကြောင်းအောင်ကြီးရဲ့ရုံးခန်းထဲမှာတစ်ခုခုထူးဆန်းနေတာကိုရိပ်မိသွားပါတယ်။နေမိုကဒီနေရနောက်ွယ်မှာလှုပ်အခန်းရှိနေလောက်တယ်ဆိုတာကိုသိသွားပြီးတော့လက်ချက်ပန်းကတော့အဲ့ဒီခန်းထဲမှာလူပနေရောက်ပိုးနေလဲဆိုတာကိုပါသိချင်နေပါတယ်။အဲ့ဒါကြောင့်ပဲလက်ချက်ပန်းကသူ့ရဲ့စွမ်းအားကိုသုံးပြီးတော့ခန်းထဲမှာလူပနေရောက်ရှိလဲဆိုတာကိုခံမှန်းလိုက်ပါတယ်။သူကမာလင်မီကီကိုခန်းထဲကလူက2ယောက်ပဲလားလို့မေးလိုက်ပြီးတဲ့နောက်မှာတော့တန်ကောင်တွေကလည်းတီးပြူဝေးပြီးတာနဲ့ပဲလှုပ်ဝက်တကားကဘယ်နားမှရှိလဲဆိုတာကိုပါဖောက်တော့ဖို့စူးစမ်းနေပါတယ်။အဲ့ဒါနဲ့ပဲသူလက်ညှိုးညွှန်တဲ့နေရာနောက်မှာလှုပ်ဝက်ခံပြရှိနေမလားဆိုတာကိုမာလင်မီကီကိုအကြက်ကန်ပြီးတော့မေးလိုက်ပါပြီ။လက်ချက်ပန်းရဲ့လက်ညှိုးကအခန်းထဲကနေရာဆောင်ကိုထိုးနေပြီးတော့နောက်ဆုံးမှာတော့ကြမ်းမြင့်ကိုညွှန်ပြလိုက်တာနဲ့ပဲတန်ကောင်တွေကစတင်လှုပ်ရှားလာပါတယ်။အဲ့ဒါကြောင့်မလို့ပဲလှုပ်ဝက်ခန့်ကတယောက်တက်မှရှိနေရမယ်ဆိုတာသိကြသွားပါပြီ။မာလင်မီကီကလည်းလက်ချက်ပန်းရဲ့တန်ကောင်တွေရှိမှလိန်နာရောဖုံးဝဲတာရောဘာမှလုပ်လို့မရှားတော့ပါဘူး။ကော်စောအောက်ကလှုပ်ဝက်ခန့်ရဲ့ဝင်မောက်ကိုရှာတွေ့သွားပြီးတော့ဖွင့်ဖို့လုပ်မှာတော့မာလင်မီကီကပဲစကားဆပြောလာပါတယ်။မင်းတို့ဒီကိုလာတယ်ဆိုတာကငါတို့ကဟောင်လာရဲ့ပတ်စံသားကိုလိုက်နေတယ်ဆိုတာကိုသိထားလို့မလား။ဟောင်လာမှာဒေါ်လာ50ဘီလီယံကျော်ရှိတယ်။အဲ့ဒီပတ်စံတွေအားလုံးကိုရဖို့နီးလန်းကလည်းငါတို့စီမှာရှိတယ်။မင်းတို့ကိုဒီမစ်ရှင်အတွက်သူကဘယ်လောက်ပေးထားလဲတော့မသိပေမဲ့လည်းအဲ့ဒီတကားကိုဖွင့်ကြည့်လိုက်လို့မြောက်ခန်းထဲကရှာကိုတွေ့သွားပြီးတော့ဖုန်းနဲ့ဟောင်လာကိုသတင်းလှမ်းပို့လိုက်မယ်ဆိုရင်တော့အဲ့ဒီဒေါ်လာ50ဘီလီယံကလည်းချက်ချင်းကိုတုံညာဖြစ်သွားနိုင်မယ်။အဲ့ဒီတော့ဟောင်လာကိုသတင်းပြန်မပို့ပါနဲ့။မာလင်မီကီလိန်နေတာမဟုတ်လို့လက်ချက်ပန်းရဲ့တန်ကောင်တွေကလည်းငြိမ်သက်နေပါတယ်။လက်ချက်ပန်းလို့ရန်သူရဲ့စိတ်ကိုဖိနှိပ်တတ်တဲ့လူမျိုးကိုတော့မှမာလင်မီကီကကောင်းကောင်းကြီး pressure ပြန်ပေးနေပါတယ်။ငါတော့ဒီဖက်တီးမာယူသဘောကျလာပြီ။နေဖို့ကတော့မာလင်မီကီပြောတာကိုဂယုမဆိုင်ဖို့ပြောပြီးတော့တကားကိုဆွဲဖွင့်လိုက်တဲ့ချိန်မှာတော့အထဲမှာရိတ်ခါပြင်းနဲ့ပုံနေတဲ့ကလေးမလေးတယောက်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီကလေးမလေးကတော့လူလူချန်ဖြစ်ပြီးတော့သူမကတော့ထိုးလူတွေဝင်လာတာကိုဂယုဆိုင်ဖို့မရပါဘူး။အထဲမှာလည်းဘန်မန်နေဂျာယိုကိုဟာမာကတန်ရာတွေနဲ့စိတ်ကူးသားမှုခံယူနေတာကိုပါတွေ့သွားကြပါတယ်။အဲ့ဒီအချိန်မှာနင်ဘိုကပါကိုလက်ဘရန်ဒီကိုဒီနားမှာအာယုံရလိုက်တယ်လို့ပြောပြီးတော့စောနာကသူတို့ဖြတ်ပြီးတော့ဝင်လာတဲ့တကားဘက်ကို SMG နဲ့လှမ်းပစ်လိုက်ပါတယ်။ဒါပေမဲ့ပါကိုကတော့မျက်နှာချက်ပေါ်မှာကတ်နေပြီးတော့တနက်ကြီးတကားကားနဲ့နင်ဘိုကိုစောက်ခွက်ရိုက်ပါတော့မယ်။